ဒူချယ်လက်ထက်မှာလည်းအင်္ဂလန်ကလူများချီးမြှောက်ငါလွဲလို့ဘာမှထူးခြားမလာဘူးလို့ဝေဖန်ခံနေရအားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် iPad 989နဲ့ 5 Mix ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်39 454 569 465ကိုဆက်သွယ်လိုက်ပါအင်္ဂလန်က2025ခုနှစ်စက်တင်ဘာလ6ရက်နေ့က Villa Park မှာအန်ဒရာကိုလက်ခံကစားခဲ့တဲ့2026ကမ္ဘာ့ဖလားခြေစပွဲမှာ2-0နဲ့နိုင်ရခဲ့ပါတယ်ဒါပေမဲ့ဒီနိုင်ရတဲ့ပရိသတ်တွေကိုစိတ်လှုပ်ရှားစရာမှဖြစ်စေခဲ့ပါဘူးပထမဂိုးကအန်ဒရာကန်စစ်ကစားမခရစ္စတီယန်ဂါစီယာရဲ့ဂိုးကိုသွင်းမိခဲ့တဲ့ OG ဂိုးဖြစ်ပြီးတော့ဒုတိယဂိုးကတော့ဒုတိယပိုင်းမှာ Declan Rice က Region ဖြတ်တင်မောနဲ့ခေါင်းတိုက်သွင်းသွားခဲ့တာပါအင်္ဂလန်အန်ဒရာနဲ့တမိုင်းတစ်လျှောက်ကစားခဲ့တဲ့10ပွဲဆုံးမှာဂိုးမပေးရပဲအနိုင်ရခဲ့ပြီးတော့ဒီပွဲကလည်းအဲ့ဆန်ချိန်ကိုဆက်ထိန်းထားနိုင်ခဲ့ပါတယ်ဒါပေမဲ့အန်ဒရာလိုကမ္ဘာ့အဆင့်184မှာရှိတဲ့အသင်းကိုအင်္ဂွင်းမှာကစားခဲ့တဲ့ပွဲမှာအင်္ဂလန်ကစားပုံကပြင်းစရာကောင်းပြီးတော့ဖန်တီးမှုနှဲပါနေလို့ဝေဖန်ခံခဲ့ရပါတယ်ပထမပိုင်းမှာအင်္ဂလန်ကဂိုးသွင်းမှုအခွင့်အရေးတွေဖန်တီးနိုင်ခဲ့မယ်ဟယ်ရီကိန်းလိုအဓိကကစားမတွေဂိုးပေါင်းမထိတဲ့အခြေအနေဖြစ်ပေါ်ခဲ့ပြီးတော့ပရိသတ်တွေကိုစိတ်ပြတ်စေခဲ့ပါတယ် X ပေါ်မှာပရိသတ်တယောက်ကအန်ဒရာနဲ့ပွဲကြည့်ရတာအချိန်ပြုံးသလိုပဲအင်္ဂလန်ကစားပုံကဘာမှလည်းထူးခြားတာမရှိဘူးဆိုပြီးတော့ရေးသားသွားခဲ့ပါတယ်သောမတ်တူချာ2025ခုနှစ်မှာအင်္ဂလန်အသင်းကိုတာဝန်ယူခဲ့ပြီးတော့ရပ်ပေါင်း325အတွင်းမှာခြေစပွဲ3ပွဲနဲ့ခြေစမ်းပွဲတစ်ပွဲသာကင်တွယ်ထားပါသေးတယ်အိုက်ပွဲထဲမှာအန်ဒရာကိုဇွန်လမှာ1-0နဲ့နိုင်ရတဲ့ပွဲဟာတော်လေးရုန်းကန်ခဲ့ရပြီးစီနီဂေါ3-1နဲ့ရှုံးခဲ့တဲ့ခြေစမ်းပွဲကလည်းတူချဲလူစင်းရွေးချယ်မှုကိုမေးခွန်းထုတ်စေခဲ့ပါတယ်အန်ဒရာနဲ့ဒီပွဲမှာတူချဲအတောင်တင်းဆုံးလူစင်းကိုထုတ်သုံးခဲ့မယ်အသင်းကစားမှာဖန်တီးမှုနဲပါပြီးတော့အန်ဒရာလိုအင်အားနဲ့တဲ့အသင်းကိုပုံမလွှမ်းမိုးနိုင်မှုပရိသတ်တွေကမျှော်လင့်ခဲ့ကြပါတယ်မန်ကွင်းလန်လူအောင်ရိုင်ကင်းကတူချဲဒီရလတ်အတွက်ပျော်ရွှင်မှာမဟုတ်ပါဘူးအင်္ဂလန်ကစားမှာရှေ့မတိုးပဲနောက်ပြန်ဆွဲနေသလိုပဲဆိုပြီးတော့ဝေဖန်ခဲ့တယ်သူကအင်္ဂလန်ကစားမှာဂရက်ဆောက်ရဲ့ခင်းနဲ့ဆင်တူပြီးတော့ဖန်တီးမှုနဲ့စိတ်လှုပ်ရှားစရာမရှိဘူးလို့ထောက်ပြသွားပါတယ်